ဒီညမှာတော့ကင်ပြည်နယ်ဝေါ်လီပြစ်ထန်တဲ့တိုက်ပွဲသတင်းနဲ့အတူကင်ပြည်နယ်က DKBA ကြောက်ခက်ကကြားဖြန့်ဝင်းကိုစစ်တပ်ကဝင်စီးမယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအငင်းပွားပွဲဟာအခြေအနေသတင်းတွေအပြင်မကြခင်ကအဖွဲ့စည်းလိုက်တဲ့ FA အဖွဲ့ကမိုးပြည့်လူက PDF ခေါင်းဆောင်ဆရာအောင်မင်းတို့လေကိုအောင်မင်းလားဘိုးအောင်မင်းလို့ခေါ်လားသူ့ကိုချောင်းချောင်းပြစ်ခတ်ပြီးဒေဆုံးသွားတာနဲ့ပတ်သက်တဲ့သတင်းနဲ့သုံးသက်ချက်လေးရှိမှဖြစ်တယ်လို့ DRI viewer ကနေထုတ်ပြန်လိုက်တဲ့ရဲဘော်40လောက်နာမည်တွေဓာတ်ပုံတွေရွာတွေနဲ့တကွာပေါ်ပြမှုနဲ့ပတ်သက်တဲ့သုံးသက်ချက်တွေရှိတယ်အဲ့တော့အဓိကကတော့ဒီနေ့ကျွန်တော် Wally viewer စပြောရမှာ Wally နဲ့ပတ်သက်ပြီးတော့စစ်တပ် lobby တွေဘက်ကပြင်းပြင်းထန်ထန်ဝါရဖြတ်တယ်ဝေါ်လီမှာ MI29 နေသုံးပြီးဘုံကျဲတိုက်ခိုက်မှုတွေရှိနေတယ်လို့လည်းကျွန်တော်တို့သိရတယ်ဝေါ်လီကို KNL PDF ပူးပေါင်းတပ်တွေဟာဝေါ်လီပြူကတင်းစီရမရည်အတွက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေကြတယ်အဲ့တော့ဥကိချဝေါ်လီအဆရှိတဲ့တိုင်းနယ်စပ်မြင်းတစ်လျှောက်မှာရှိတဲ့စခန်းတွေအားလုံးကို KNL PDF ပူးပေါင်းတပ်တွေတိမ့်ပိုက်နိုင်ဖို့ကြီးမားတဲ့ viewer တစ်ခုအနေနဲ့တိုက်ခိုက်တိမ့်ပိုက်အောင်မြင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပြီးတော့ပြည်သူလူထုတရက်လုံးကလည်းဝေါ်လီပြူဟာတိုက်ခိုက်အောင်မြင်ဖို့အပိဝင်းရနေရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒီနေရာမှာအချို့စိတ်ပြတ်သွားပြီရှုံးနေလို့စိတ်ပြတ်ယုံနဲ့ပြီးသွားတာမှမဟုတ်တာဗျတော်လိုင်းရေးဆိုတာကလာရောင်အောက်မှာဘန်ခင်းလိုင်းရှောက်ရတာမဟုတ်ဘူးလေအခက်အခဲတွေဒုက္ခတွေဒါတွေကကျွန်တော်တို့ကိုသင်ခန်းစာအဖြစ်သင်ယူရင်းဘုံမကောင်းမွန်တဲ့တော်လန်စနစ်တစ်ခုကျွန်တော်တို့တိဆောက်ကြရလိမ့်မယ်ကတောင်ကနေဖယိုဖယဲဗယံပရာစီးနောင်မှုမရှိတဲ့အခြေအနေကိုလုံမြောက်အောင်စူးစမ်းမှခိုင်မာတဲ့တော်လန်စနစ်တစ်ခုနဲ့ဖက်စစ်တပ်ကိုအန်တုဖြူချနိုင်တဲ့အဆင့်ရှောက်လိမ့်မယ်ဒီကဲတော့တိဆောက်ရမှာလေဆိုဥပမာပေါ့ဗျာတော်လိုင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေမြေတွေမှာနံပါတ်1လက်စစ်မီလုံးဝမပြီးတော့နံပါတ်2ဖုန်းလိုင်းလုံးဝမရဘူးနံပါတ်3လမ်းခီလမ်းတွေပိတ်ဆို့ဖြတ်တောက်တာတွေလုပ်တယ်ရှိဒါတွေကိုလွတ်မြောက်နေပြီကလူတွေဘယ်လိုရှင်သန်နေထိုင်လဲဆိုတဲ့ကိစ္စဒါစနစ်ပဲအသက်ရှင်နေထိုင်ခြင်းကစားပွဲ survival game ဒီအချိန်မှာဘယ်လိုတက်ကြမ်းတွေပြောဘယ်လို motivation တွေပြောဘယ်လိုစီးပွားရေး theory တွေလာပြောနေကျွန်တော်တို့နိုင်ငံအတွက်က survival game အသက်ရှင်ရက်တည်နေထိုင်နိုင်ဖို့ကစားပွဲတွေကစားနေရတယ်လို့ပါပဲနေ့စဉ်နေ့တိုင်းမှာလက်စစ်မီပြတ်တောက်ခြင်းရေမလာခြင်းကုံစင်းလုံးကြီးမြင့်ခြင်းလစာဝင်မလောင်းငါခြင်းစစ်တပ်ကပေါ်တာဆွဲခြင်းဒေသအနှံ့အများမှာခံစားနေရတယ်ဒါတွေကိုမခံစားရတဲ့လူဟာလူနည်းစုလောက်ပဲရှိတယ်လူနည်းစုလက်တဆုပ်စာအခွင့်ထူးခံလောက်ပဲရှိမယ်တာမန်အခြေခံလူဒန်းစားတွေကတော့ဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပြိုကျသွားတဲ့စနစ်အောက်အသက်ရှင်ရက်တီကစားပွဲကိုကစားနေရတယ်ဒါပေမဲ့ online ပေါ်မှာလူအများမြင်နေတဲ့ပုံစံကအစစ်မှန်ဟုတ်မနေဘူးတာသိစေချင်တယ် AI တွေဘယ်လိုလုပ်ရတယ်လို့နော်စပွဲတွေအငိမ်ပွဲတွေလို့လုပ်ငန်းရှင်တထေးတွေကအဲ့ဒီမင်းသားတွေကိုတိမ့်ရာချီပန်းကုန်းတွေနဲ့ပတ်စံတွေတီးပြီးစုချတာလို့ဒါတွေဟာဟန်ပြဂိမ်းရဲ့ဟန်ပြကွက်တွေဖြစ်ပါတယ်တကယ်ဗမာပြည်တွေကကစားပွဲကြီးကတော့ survey game ပါအသက်ရှင်ရက်တီကစားပွဲပါမင်္ဂလာပါခင်ဗျာຫນွေဦးတော်လန်အေးရဲ့နောက်ဆုံးရတဲ့တဲ့တွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ရန်စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျာဆိုတော့နံပါတ်1စစ်တပ်ထောက်ခံပါတယ်ဆိုတော့စစ်လော်ဘီတွေလည်းခံစားနေရတယ်စစ်တပ်ထဲကစစ်သားဇနီးမယားသားသမီးမိသားစုတွေလည်းခံစားနေရတယ်ကုံပြောရင်မင်းအောင်လိုက်စစ်ဗိုလ်ချုပ်အာနာရှင်တစုနဲ့တိုင်းပြည်ကိုဂုံသွေးစုပ်နေတဲ့လုပ်ငန်းရှင်ဆိုခရိုနီတွေကလွဲရင်ပေါ့ရှန်တဲ့အလွှာအားလုံးဟာအသက်ရှင်ရက်တည်ရေးအတွက်နေ့တင်နေ့စဉ်ရက်တည်ပြီးတော့ရှင်တန်အောင်ကစားနေရတယ်ဒါကိုငြင်းမဲ့လို့ရှိတက်လာခဲ့ပါမျက်စိလေးမှိတ်ပြီးကိုယ့်ရဲ့နေ့စဉ်ဘဝလေးကိုခန်းစားကြည့်လိုက်ပါအဲ့တော့ဒီ survey game ကစားပွဲဆိုရဲအောက်မှာချက်ပြီးတော့
တရုတ်အမေရိကန်ကစားပွဲကလည်းမြန်မာပြည်ကိုတော်တော်တက်ရောက်လာနေတဲ့အခြေအနေတွေ့ရပါတယ်ဆိုတော့ကကြားဖြတ်နဲ့ပတ်သက်ပြီးအမေရိကန်ဒေါ်လာ10 သန်းသတင်းပေးရင်စုချမယ်ဆိုတဲ့သတင်းထွက်ပေါ်အပြီးမှာ6ခတ်ညီပုံနဲ့တကွလောင်တီကျုလက်တီကျုနဲ့ထွက်ပေါ်လာအပြီးမှာမြောက်ရီအမှတ်4ရပ်ကွက်က DKB ဆက်ဆံရေးရုံးအဲ့ဒီအနီးမှာရှိတဲ့ထိုက်တာကြားဖြန့်ဝင်းကိုစစ်တပ်ကဝင်စီးမယ်ဆိုတဲ့သတင်းထွက်ပါတယ်ဒီညနေတော့ဝင်စီးလိုက်ပြီလားမသိဘူးအာရှလန်နဲ့အမှတ်နဲ့လမ်းမကြီးကြားထဲမှာရှိတဲ့ထိုက်တာဝင်းလို့ခေါ်တယ်အဲ့ဒီဝင်းကြီးကို DKB ကလုံခြုံရေးပေးထားတာအဲ့တော့ခလိုက်ရနှစ်ခွန်ကတိုက်ရင်မှုကအထက်အမိတ်ရဝင်စစ်ရမယ်ဝင်စစ်မယ်အရင်တော့ကနှစ်ခွန်ကတိုက်ရင်မှုကလည်းဒီကြားဖြန့်နေစီကနေပတ်စံယူထားတယ်လို့ကျွန်တော်တို့သိရပါတယ်အခု DKB ကမစစ်ပါနဲ့ကျွန်တော်တို့ပတ်စံပေးမယ်လို့ညှိတာလက်မခံဘူးထိုက်တာကြားဖြန့်ဝင်အင်မတန်တကိုးကြီးတယ်လို့သိရတယ်DKB KNU KNL PC ကျွန်တော်တို့ပါတယ်စောချစ်သူရဲ့ KNL လို့ခေါ်မလား PGF လို့ခေါ်မလားဒါအပြင်စစ်တပ်ရဲစာရပါထောက်လိုင်းရေးမော်တော်ပီကယ်နဲ့နေဆက်စီမံမှာမကြမ်းပတ်စံပေးထားတဲ့ထိုက်တာကြားဖြန့်ဝင်အဲ့ဒီမှာကြီးမားတဲ့ခေါင်းဆောင်တွေရှိတယ်ကြားဖြန့်ကိုဘလို့ပဲအမေရိကန်ကနှိမ်နှင်းမယ်ပြောဘလို့တွေဘယ်ကဲ့သို့လုံမယ်ပြောနေကျွန်တော်အမေရိကန်နဲ့ FBI တပ်ဖွဲ့တွေကိုဒီဗီဒီယိုကိုလာကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ရန်ကုန်မြို့ပေါ်ကကြားဖြန့်တွေမြောက်ဦးဒီမြို့ပေါ်မှာတိုက်တာဝင်းတွေနဲ့ကြားဖြန့်တွေအများကြီးရှိနေတယ်ဆိုတာကိုလည်းပြောပြခြင်းတို့ရွှေကုတ်ကူထဲမှာကြားဖြန့်ပြန်စနေပြီကြောက်ကကြားဖြန့်ဝင်းကြီးအဲ့ဒီအပြင်ကိုနောက်တဲ့ကြားဖြန့်ဝင်းနေညီမပြည်ထဲမှာရန်ကုန်လိုင်းသားရမှာဗျာမင်္ဂလာလုံးစစ်တပ်ဝင်းထဲမှာဗျာခင်ဗျားတို့မယုံရင်ဂျူရုကနေကြည့်လိုက်ပါစစ်ဗိုလ်ချုပ်တွေရှိနေတယ်တရုတ်နဲ့ပေါင်းပြီးကြားဖြတ်ကိုလက်သက်မွေးထားတာအကြောင်းပဲမဟုတ်ဘူးဒါဟာဓာတ်ဝါလို့ခေါ်တဲ့မမြင်ရတဲ့စစ်ပွဲတရက်ကိုဆင်နွှဲနေတယ်လို့အမေရိကန်ကမထင်ဘူးလားနိုင်ငံသားတွေအကျိုးစီးပွားအတွက်တိုက်တယ်လို့ဒီကြားဖြတ်ကိုအပီးတိုင်ဖြတ်ချေမုံမယ်ဆိုတဲ့စကလုံးတွေထက်အမေရိကန်နဲ့အမေရိကန်သမ္မတအမေရိကန်ကဆီနိတာတွေအပေါင်းကိုပြောကြားချင်တာကခင်ဗျားတို့ကိုတရုတ်ဟာဓာတ်ဝါဆိုတဲ့အမောင်တွေကလက်နဲ့အမေရိကန်ပြည်သူတွေကိုခါဖြတ်ရိုက်ချိုးပြီးလောင်းကစားနဲ့မွဲအောင်လုပ်ပြီးအမောင်စစ်ပွဲတစ်ခုဆင်နွှဲနေတယ်လို့မခံယူသေး၍ဖော်ရွှေတွေလုပ်ပြီးတော့ဟိုတုတ်ဒီတုတ်ပဲလုပ်နေသေး၍ရေနံထက်အရေးကြီးတဲ့အရှိအလဲပိုင်းဒေသစစ်ပွဲတွေတဲ့အရေးကြီးတဲ့မြန်မာပြည်တွင်းကကြားဖြန့်အရေးဗျာမြန်မာပြည်စစ်ဗိုလ်ချုပ်တစုကိုအသုံးချပြီးတရုတ်ဟာကိုကျွန်းအိန္ဒိယသမုဒ္ဒရာထွက်ပေါက် BIN စီမံကိန်းနဲ့အတူသမုဒ္ဒရာနှစ်ဆင်းပြူပါကိုကြောက်ပြူရင်းနဲ့စိတ်ကန်းတဝဲရင်းနဲ့စိတ်ကန်းတွေကတဆင်းလုံနေခြင်းဟာအာရှပစိဖိတ်ဒေသအတွက်ကြီးမားတဲ့လော်ဝကြီးအုပ်မချင်းမြန်မာပြည်ဟာပြည်တွင်းစစ်ပါတာမန်ပါလို့ဒီ policy ကစားပွဲမှာခင်ဗျားတို့ဒီလိုပဲရှုမြင်နေတယ်များကာလပတ်လုံးအိန္ဒိယတရုတ်ဟာမြန်မာပြည်ကိုအတုံးချပြီးတနက်ကင်ဘူလို့ပြီးအနိုင်ကျင့်တဲ့စစ်တပ်ကိုအတုံးချတဲ့ချက်ကစားပြီးမြန်မာပြည်ပေါ်မှာအမေရိကန်ကိုဆင်နွှဲမဲ့ proxy စစ်ပွဲဓာတ်ဝါဆိုတဲ့အမောင်တွေကမမြင်ရတဲ့လောင်းကစားစစ်ပွဲတွေငွေလိမ်တာတွေအတုထုတ်တာတွေနီးပေါင်းစုံနဲ့လုံကိုလုံနေတယ်လို့တိတိကျကျကျွန်တော်ပြောလိုက်တယ်ဆက်လုံတာမလုံတာကတော့ခင်ဗျားတို့ကိစ္စအဲ့တော့လက်ရှိချိန်မှာတော့ DKB society တက်တွေနေရာယူထားတဲ့တိုက်ချဝင်းကိုဒီညနေမှာဝင်စီးမလား KKB မက်ထော်တလေးမြောက်ရီရွှေကုတ်ကိုဒီနေရာတွေမှာကြားပြနေဆက်ရှိနေတော့မယ်လို့ထပ်ပြီးပြောလိုက်ပြီဘော်ဒီဗျူဟာကို KNU ကတိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းတိုက်ခိုက်သိမ့်ပိုက်နေတဲ့အခါမလီစကားဘာစကားတိုက်ခိုက်သိမ့်ပိုက်ပြီးလို့ပြောလိုက်တော့ဒါနမိတ်ပေါ့ဗျာနော်သိမ့်မချခင်ဒီရက်ပိုင်းမှာပဲ KNU နဲ့ KNL မပါတဲ့ငင်းငန်းရေးဘာအဖွဲ့ဆိုလားစောချစ်သူဦးဆောင်ပြီးဖွဲ့စည်းတယ်ဆိုတဲ့သတင်းလေးရှိပါတယ်အဲ့တော့တစ်ချိန်ကရန်ကုန်အင်းစိန်ခဝဲကြမှာစစ်ရုံးထိုင်ခဲ့တဲ့ကရင်တွေဟာတမဟာ9ခုနဲ့ KNU KNL တမဟာ9ခုနဲ့ဒီအချိန်ထိတော့ DKB KNU KNL PC နဲ့ DKB တွေသူတို့တွေကို policy ရစီရေးရနိုင်ငံရေးရထိန်းချုပ်ထားနိုင်ဆိုတာမရှိဘဲနဲ့ကင်ပြည်နယ်ထဲမှာလက်နက်ကင်အဖွဲ့ပေါင်းစုံနဲ့
လက်ရှိဒေါ်လာ9နှစ်တာအတွင်းမှာဆိုရင်တက်မဟာ9ရဲ့ပြင်းထန်တဲ့ဖာပွန်ဘက်ကလွှဲရင်ကျွန်တော်တက်မဟာ6တက်မဟာ9ဒေတာပုံအားဆိုင်ဖို့လိုနေသေးတယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ဒါပြင်ဒီပြည်နယ်မှာတဆင်ကျွန်တော်ရခိုင်ဘက်စီကြည့်အောင်ဟိုရက်တွေကမနေ့ကကျွန်တော်ပြောတယ်ကတ်တက်တိုက်ပွဲဆင်နွှဲပြီးတော့ရခိုင်ပြည်နယ်ကျန်တဲ့စစ်တွေကြောက်ဖြူမှန်အောင်ပေါ့ဗျာဒီ3ခုကိုကြည့်လေစစ်ပွဲထိုးစစ်တွေနဲ့စစ်တပ်ကလက်ရှိစစ်ပွဲပေါ့ရခိုင်မှာစစ်ရှုံးတဲ့သူတို့ရဲ့ဗျူဟာတွေကိုပြန်လေအဖက်ဆယ်နိုင်မှုအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှု9ယောက်ရှိပြီပြောင်းသွားတာနော်ဒါပေမဲ့ဒီနေ့ထိရခိုင်စစ်မြေပြင်မှာအတုံးယုံသေဆုံးလဲပြူပျက်စီးဖျို့ဖျဲကြာဆုံးနေတဲ့ဗတ်စစ်တပ်ဟာအာခတ်တော်ရည်နဲ့ပူပေါင်းတပ်တွေရဲ့စစ်မျက်နှာအဖွင့်အပိတ်အတိုးဆုပ်အဖိအပေါ့ဗျူဟာမြောက်စစ်ဆင်မှုကိုလုံးဝမကျော်လွှားနိုင်သေးတဲ့အခြေအနေကိုတော့ခင်ဗျားတို့ကျွန်တော်တို့တွေ့ကြရမှာဒီတော့ဗတ်စစ်တပ်ကဒီကနေ့ဒီအပိုင်းမှာငါပလီကိုလီရင်နဲ့ဘုံကျဲမှုပပဆက်ဆက်ကျဲတာပပဆက်ဆက်ကိုကျဲနေတာအဲ့ဒီအပြင်ကိုရခိုင်ကိုဝင်မဲ့ရှိတ်ကလမ်းကြောင်းဖြတ်တောက်မှုလို့အလုပ်တစ်ခုလုံးလိုက်တယ်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတော့ရခိုင်မကွေးကုံတွေလမ်းမပေါ်မှာရှိတယ်ကန်ကြီးရွာမှာတတ်ထိုင်ပြီးတော့အင်အား200နဲ့ပိတ်ဆို့လိုက်ပြီးကုံကားတွေကိုစောက်ဖမ်းနေပါတယ်ကျောက်တို့အမှတ်368အမြောက်တပ်သားအင်အား200နေရာယူရတယ်လို့ကျွန်တော်တို့ဒီကနေ့သိရှိထားပြီးဒိတ်ချပြီးတော့ရခိုင်ကုံတွေမှန်သမျှရခိုင်ကိုပို့မယ်ကားမှန်သမျှကိုဖျက်တော့ပိတ်ဆို့ဖမ်းဆီးမယ်လို့ကျွန်တော်တို့သိရပါတယ်ဒါကြောင့်ရခိုင်ကုံတွေအနေနဲ့ဂယုစိုက်ချဖို့အဲ့ဒီလမ်းကြောင်းကိုတွားနေတဲ့စောမြို့နယ်အပိုင်ပေါ့ဗျာနော်မကွေးကုံတွေလမ်းကြောင်းပေါ်မှာရခိုင်မကွေးကုံတွေလမ်းကြောင်းပေါ်မှာရှိတယ်ကန်ကြီးရွာဂိတ်စခန်းကိုတတိထားပြီးတော့ကင်တွယ်ကြဖို့တွားလာကြဖို့ကျွန်တော်ဒီနေရာကနေလေးလေးစားစားပြောချလို့ပါတယ်